ဦးဇင်းကတော့လူတွေမချက်ပေါ့နတ်ချက်ဘာကြောင့်လဲကိုယ်စိတ်ကလေးကိုသိထားတာငါစိတ်ကလေးကဘယ်ညွှန့်နေလဲမျက်စိကဘယ်ညွှန့်နေနားကဘယ်ညွှန့်နေနှာခေါင်းကဘယ်ညွှန့်နေပါးစပ်ကဘယ်ညွှန့်နေကိုယ်အတွေ့ကဘယ်ညွှန့်နေမနှောကဘယ်ညွှန့်လဲဆိုတော့လူတွေကတော့ဘာသိမလဲအန္တပုရုဇဉ်တွေသမာဓိမှမရှိပဲစိတ်ကိုတော့မသိပါဘူးဗျာအရိယာမှာများမှသာလေသိနိုင်တဲ့တရားတွေပါဗျာအရိယာများကတော့အကုန်လုံးသိနေတဲ့တရားစိတ်ကိုကိုယ်စိတ်ကိုစစ်ထားတော့လူကတော့မသိဘူးနတ်တွေကသိပါတယ်ဗျာယမ20ဘဝတိအောင်သီလတကူပမာတိတကူပညာတကူအကုန်သိပါတယ်အဲ့ဒါလူတော့မရှိဘူးနတ်ကျက်ဥပဒေတို့အတိတ်ကာလတုန်းကလည်းဥပဒေကလေဘာမှမသိခဲ့ဘူးဘာမှမသိခဲ့လို့ခိုးခဲ့တယ်မိုက်ခဲ့တယ်အဲ့ဒီမိုက်ပြီးလူတော့မသတ်ပါဘူးဗျာဥပဒေဆိုတာမိုက်တာဘာဟုတ်သေးတကမာကြီးတို့တကာကြီးတို့မြတ်စွာဘုရားလက်ထက်ကအင်္ဂုလိမာလာယဟန်ကြီးဟာသတ်လိုက်တဲ့ပုဂ္ဂိုလ်ဟာလက်ညှိုးပေါင်းတစ်ထောင်ဖြတ်လိုက်တဲ့ပုဂ္ဂိုလ်ကဒီပုဂ္ဂိုလ်ကျလူမိုက်ခေါ်မလားတက္ကမများလူမိုက်ခေါ်လို့ရှိရင်ပြမှားသွားပြီအတိတ်ကအကြောင်းပြစ္ဆုတ်ပံအကျိုးပြစ္ဆုတ်ပံအကြောင်းအနာကအကျိုးဒါလာ၃ပါးရှိပါတယ်ဗျာအဲ့ဒီတော့အင်္ဂုလိမာလာကြီးဆိုးတယ်ဆိုလို့ရှိရင်ပြမှားသွားတဲအင်ကူဆရာတော်ကြီးတရားများကိုနာယူနိုင်ရန် subscribe လေးနှိပ်ခဲ့ပေးပါဦးအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်